အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကိုလည်းပါဗျဒီနေ့ကဘာကိုသက်ဆက်ပေးရမလဲဆိုရင်တော့ကျွန်တော်တို့ရဲ့လူငယ်ပိုင်းဆိုင်ရာ lifestyle နဲ့ပတ်သက်တာပေါ့နော်ကျွန်တော်တို့ဘဝမှာငယ်တုန်းကဆိုရင် lifestyle တွေကပြန်မျိုးပြောင်းလဲခဲ့တာတွေငယ်ရွယ်မှာကိုဖြစ်ချင်တာကိုဖြစ်ခဲ့ရတယ်မဖြစ်ချင်တာတွေဖြစ်ခဲ့ရတာလည်းအမျိုးမျိုးပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဘယ်လိုအသုံးချခဲ့လဲဆိုတာကိုပြန်ပြောပြတာပေါ့နော်ကျွန်တော်တို့ကချီးချောက်ဘာလုပ်ရမလဲဆိုတာဥပမာကျွန်တော်ကိုယ်တိုင်လည်းဂျပန်သင်တန်းတက်နေပေါ့နော်အခုဆိုရင်ဂျပန်သွားဖို့တဲ့အရှင်ကြီးကောင်းဖို့ရှိပါတယ်ဖုံဖုံမျိုးမျိုးတဲ့ဂျုံငယ်စူးစမ်းတဲ့သူတွေပဲမို့လို့လည်းဘယ်သူမှလည်းအပြစ်မမြင်ဘူးအခုဆိုမြန်မာနိုင်ငံအရှင်တွေကလည်းသူ့သူအဖုံဖုံမျိုးမျိုးနဲ့ကိုကိုယ်ယူကြရအောင်ဗျာကိုယ်ကြရတွေဖြစ်နေတယ်ကိုယ်တိုင်လည်းရုံးကန်နေရတယ်လူသမားတွေလည်းလူတွေအချို့တွေရုံးကန်နေရဆိုရင်ဘယ်သူမှအပြစ်မမြင်ဘူးဗျမျိုးမျိုးပေါ့ဗျာအခုဆိုရင်ကျွန်တော်ဆိုရင်ကျွန်တော်လုံးဝလို့ဆိုရင်တေချာပမိုင်းနိုင်လုပ်တယ်ရွေရှိရှာရွေကြီးကိုရွေချက်ကိုတေချာရှာမှတ်ပြီးလုပ်တယ်ပေါ့နော်ပြင်းတဲ့ရှင်လည်းရှိပါတယ်ကျွန်တော်ဆိုခုမှဆက်ကြောတက်ရွေပဲရှိသေးတော့ပြင်းတဲ့ရှင်ကိုဆိုရင်လည်းကိုယ်တိုင်ကိုဘယ်လိုပြောပြပြင်းတဲ့ရှင်ဆိုရင်ကိုယ့်ကိုလှုပ်ချင်စိတ်ရှိနေတော့လူငယ်ဆိုတော့ဗျသိရမလားစိတ်ကောင်းဖို့ရောက်တည်ရောက်ခါကျရင် main ကလေးစီရောက်လာတာတွေပဲရှိတယ်ဗျာအမျိုးမျိုးပေါ့ကျွန်တော်ဆိုအခုဆိုရင်ဘောလုံးပွဲကြည့်လှုပ်ချင်စိတ်ရှိဒါပေမဲ့ဘောလုံးပွဲလာဘောလုံးပွဲကိုမကြည့်လို့မရဘူးကြည့်ကိုကြည့်ရအဲ့လိုစိတ်တွေကကိုအဓိကနဲ့တမန်ညောင်မခွဲခြားတတ်ဆရာတို့ပြောတယ်အဲ့ဒါမျိုးဆရာတွေကတော့ဘယ်လိုပြောမလဲအစာအုပ်များများဖတ်ဖို့ပေါ့နော်ဒါပေမဲ့စာအုပ်ဖတ်တယ်ဆိုတာအလေးချင်းတစ်ခုပါဗျကျွန်တော်ကိုယ်တိုင်ဖတ်ဖြစ်ပါအောင်ဖတ်ဖြစ်အောင်တော့ကြိုးစားပါတယ်အဲကြောင့်ဟိုတိုက်တွန်းချင်တာစာအုပ်များများဖတ်ကိုယ်တိုင်နဲ့တစ်ခုလုံးကိုဆုံးဖြတ်ပြောချင်ပါနောက်တစ်ခုကတော့မေးချင်တာပေါ်တာတို့ကိုစကားနဲ့ကြောင်းစားတော့အန်တင်အားပေးတယ်ဆိုတာကျွန်တော်ကလည်းဒါဒီကတော့ personal အားပေးပါတယ်အားလုံးတော့မင်္ဂလာရှိတယ်ညချမ်းနေဖြစ်ပါစေဗျအားလုံးကျေးဇူးတင်ပါတယ်ဗျဒါကျွန်တော်ဗီဒီယိုအစလေးမို့ဘယ်လိုမှတော့မထားပါYouTube တော့ဘယ်လိုတောင်းရနေဘယ်လိုတောင်းရမလဲဆိုတော့မသိတော့ပါရှင်နေမကောင်းနေဒီနေ့ကထူးဆန်းနေကပြောမစမစီတီနဲ့လီဗာပူးနဲ့လာတဲ့ပွဲပေါ့ဟဲ့အပွဲတော့ကြည့်ဖြစ်ပါတယ်သုံးသပ်ပေးရမယ်ဆိုရင်တော့လီဗာပူးကတိုက်စစ်နဲ့ကိုလည်းနည်းအားနည်းနေကြတော့ပေါ့နော်ဒီကားကဘက်ကမလိုက်ရင်လက်ဘက်ကမလိုက်ရင်တို့ကအရှိနေမကောင်းဘူးဆိုတဲ့အတိတ်ပဲမရှိတယ်ဗျ